အဲ့ဒီအမျိုးသမီးခေါင်းလဲလိုက်တဲ့အချိန်မှာပဲသူ့မျက်နှာကအသားတွေဟာတွဲကျလာပြီးပျော့ဖက်ကုန်ပါတယ်။ပေါင်ကကြက်သားတွေပါပျော့ဖက်လာတဲ့အတွက်အန်နီတယောက်အိမ်ကိုအပြေးပြန်ဖို့ကြိုးစားပေမဲ့ခြေလန်းနှစ်လန်းပဲလှမ်းရသေးခင်မှာတင်မြေကြီးပေါ်ကိုတောင့်ကြီးလဲကျသွားပါတော့တယ်။ခဏအတွင်းမှာပဲသူဟာပုံစံမရှိတဲ့အသားပုံကြီးတစ်ခုဖြစ်သွားပြီးအခန်းထဲကနေလိမ့်ထွက်သွားပါတယ်။ဘေးပတ်ဝန်းကျင်ကလူတွေကလည်းဒီလိုထူးဆန်းတဲ့မြင်ကွင်းကိုမြင်တဲ့အခါထိတ်လန့်တကြားထွက်ပြေးကြလို့လမ်းမှာကားတွေပါပိတ်ဆို့ကုန်ပါ။အန်နီရဲ့တငယ်ချင်းတွေကသူဟာမိစ္ဆာကောင်ဖြစ်ပြောင်းလဲသွားပြီဆိုတာသိလိုက်တဲ့အခါအိုင်ရင်ကအန်နီကိုထပ်ပြီးအထီးခိုက်မရှိအောင်တားဆီးဖို့ကြိုးစားပါတယ်ဒါပေမဲ့အန်နီကတော့ဘာမှမကြားရတော့တလို့မျိုးရှေ့ကိုပဲစွတ်တိုးသွားနေပါတယ်အဲ့ဒီအချိန်မှာမျက်မှန်တဲ့လူတစ်ယောက်ပြေးလာပြီးသူ့စီကနေအလင်းလုံးတစ်ခုထွက်သွားကအန်နီစီကိုပြန်ဝင်သွားပါတယ်နောက်တစ်စက္ကန့်မှာတော့အဲ့ဒီအလင်းလုံးဟာတစ်ဖက်ကနေစွမ်းအင်တွေကိုအမြန်ဆုံးဆုပ်ယူလိုက်ပါတော့တဲ့တစ်ဖက်မှာလည်းကြောင်းကားတစ်စီးဟာလမ်းဘေးကပြစ်ကတ်ကားတစ်စီးကြောင့်ရပ်ထားရပါတယ်အဲ့ဒီပုံပြက်နေတဲ့အသားပုံကြီးကနီးကပ်လာပြီးသူ့ထဲမှာအမျိုးသမီးတစ်ယောက်ပိတ်မိနေတာကိုမြင်တော့အန်နီရဲ့တငယ်ချင်းတွေအပြေးလွှာရောက်လာကြပါအိုင်ရင်ကချက်ချင်းပဲမီးတောက်လူသားအဖြစ်ပြောင်းလဲလိုက်ပြီးဂျွန်ကလည်းသူ့တငယ်ချင်းရဲ့အကြံကိုချက်ချင်းသဘောပေါက်လိုက်ပါတယ်အသားပုံကြီးကြောင်းကားစီရောက်ခါနီးမှာဂျွန်ကကားရှိမှာအမြန်ပိတ်ရက်လိုက်ပါတယ်လူတိုင်းကမတော်တဆမှုတစ်ခုဖြစ်တော့မယ်လို့ထင်နေကြပေမဲ့ဂျွန်ကမြေကြီးထဲကိုလက်နဲ့ထိုးထည့်ပြီးကြောက်ပြားတွေကိုခွန်အားနဲ့ဆွဲမလိုက်ကတတိုင်းတစ်ခုလိုတစ်ခုချင်းစီဆင်းလိုက်ပါတဲ့အသားပုံကြီးကကြောက်တတိုင်းနားရောက်လာတဲ့အခါလူတိုင်းကအသက်ရှူအောင်ပြီးစောင့်ကြည့်နေကြပါတယ်ဂျွန်ကအဲ့ဒီအသားပုံကြီးကြောက်တတိုင်းကိုကြော်တက်တော့မယ်လို့ထင်နေတော့မှပဲအန်နီကငါအိမ်ပြန်ချင်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမြို့ကြီးကတော့ပျက်စီးယိုယွင်းနေပါပြီဘီလာအင်ကြီးထဲမှာတော့နေကင်းဘက်ကပေါ့လာတဲ့မြို့ဗီဇပြောင်းလဲနေသူတွေကစပွဲမှာဝိုင်းထိုင်နေကြပါတယ်အဖိုးကြီးရောက်လာတဲ့အခါအရာအလုံးပျက်စီးနေတာကိုမြင်ပြီးတုန်လှုပ်သွားရပါတယ်အဲ့ဒီအချိန်မှာပဲအဖိုးကြီးကမြီးဖြူတကောင်ကိုလှမ်းမြင်လိုက်ပေမဲ့ခေါင်းလဲကြည့်လိုက်တဲ့အခါမြီးဖြူကပျောက်ကွယ်သွားပါပြီအခြေအနေမဟန်ဘူးဆိုတာသိလိုက်တဲ့အဖိုးကြီးကလူတိုင်းကိုအပြစ်မထွက်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်သူတို့ရဲ့လှုပ်ဝက်ချက်တွေပေါက်ကြားသွားပြီဖြစ်လို့ပါဒါပေမဲ့အဖိုးကြီးကစောစောကမြင်လိုက်တဲ့မြီးဖြူကိုတတိယသွားပြီးဘီရိုထဲကကြောပိုးအိတ်တစ်လုံးကိုထုတ်လိုက်ပါတယ်အိတ်ထဲကတပ်ပုံတွေကိုကြည့်လိုက်တဲ့အခါဒီမြီးဖြူကိုလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းကသူမြင်ခဲ့ရဆိုတာသိလိုက်ရပါတယ်ဒါကြောင့်အဖိုးကြီးကသူ့သားသမီးတွေကိုချက်ချင်းစုဝေးစေခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမြီးဖြူပေါ်လာတာဟာကဆိုးကြီးတစ်ခုဆိုက်ရောက်တော့မဲ့နိမိတ်ဖြစ်လို့ပါပဲ